နောက်တနေ့မနေ့သွားရှာတယ်မတွေ့ဘူးနောက်တနေ့သွားရှာတယ်မတွေ့ဘူး6ရက်ကြာတယ်မရင်တိုက်ဘယ်နှရက်ကြာလဲ6ရက်တိတိရှင်မောကလန်ကတကောတော်နဲ့꿰ထားတာလုံးဝမမြင်ရဘူး9ရက်မြောက်တဲ့နေ့ကျတော့ရှင်မောကလန်ကဂိုင်း9ရက်တော့ပြည့်ပြီဒီနေ့လည်းတကောနဲ့꿰အောင်မယ်ဆိုပြီးတော့ဖတ်ဆိုတကောတခါနဲ့꿰လိုက်တာမပြောက်တော့ဘူးခန္ဓာကိုယ်ကခန္ဓာကိုယ်ဘယ်လိုမှမပြောက်တော့နန္ဒောပဏန္ဒနဂါမင်းကြီးကိုဆုံးမနိုင်တော့တကောတွေနန္ဒောပဏန္ဒနဂါမင်းကြီးကိုဆုံးမနိုင်တော့တကောတွေတရားမင်းကြီးရဲ့ဝေဒယန္တနံပြတကိုခြေမနဲ့ညှပ်ပြီးတော့တတ်တတ်ခါအောင်လှုပ်နိုင်တော့တကောရှင်ကြီးရှင်မမောဂလမထေရသူမြတ်ဟာ9ရက်ပြည့်တဲ့နေ့ကျတော့ပြည့်တဲ့တကောတွေအာနေကုန်ပြီတဲ့တကောဖြောက်လို့မရတော့ဘူးတဲ့ဘာဖြစ်လို့ရှင်မောကလမထေရသူများအဲ့ဒီလိုတကောဖြောက်လို့မရတာတော့ဆိုရင်အဲ့ဒါကအတိတ်ဝတ္ထုလာလိမ့်မယ်ပိဿုပန်ဝတ္ထုကရှင်မောကလကိုမနာလို့မိစ္ဆာဒိဋ္ဌိတွေကသတ်တာလူသတ္တမငါပြီးတော့အဲ့ဒါနဲ့9ရက်မြောက်တဲ့နေ့ကျတော့ကာလသီလကြောက်ဖြာပေါ်မှာဒီတိုင်းငုတ်တုတ်ကြီးထိုင်တမလင်ခွေထိုင်ပေးရတယ်ထိုင်ပေးလိုက်ရတော့လေအဲ့ဒီမှာထိုင်ပေးလိုက်တဲ့အခါကျတော့မှသမဏဂௌတဥဆောင်တဲ့လူသတ္တမ900တို့ဟာဘိန်းတို့ပြေးတိုင်းဓာတ်နဲ့မခုတ်ဘူးဒုတ်တင်နဲ့ကြီးရိုက်တာလေဝစိမ့်ဒုတ်တွေပါလာတဲ့ဝရင်ဒုတ်တွေဝါစိမ့်ကိုခုတ်ထားတယ်အဲ့ဒီဝစိမ့်ဒုတ်တွေနဲ့သမဏဂௌတကခေါင်းကိုအရင်ရိုက်ကြံတဲ့တပည့်တွေကလက်ပင်တွေဖြာရိုက်လက်မောင်းတွေရိုက်ကြောကုန်းတွေရိုက်ရင်ပါရိုက်ခါငုတ်တုတ်ပေပြီးဒီတိုင်းခံရတယ်အဲ့ဒါဘလို့ဖြစ်သွားတော့ဆိုလို့ရှိရင်ဒီလူ900နဲ့တယောက်ဝိုင်းရိုက်လိုက်တဲ့ရှင်မောကလမထေရသူများရဲ့ခန္ဓာကိုယ်တွေကအရှိုးတွေကဆွေးဆွေးညက်ညက်ခြေပြီးတော့စကွဲအိတ်ကြီးလို့ဖြစ်သွားတယ်ခန္ဓာကိုယ်ကြီးဟာခွေခောက်လို့ကိုရတယ်အဲ့လိုစကွဲအိတ်ကြီးလို့ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကိုခွေခောက်မပြီးတော့ဘယ်လိုလုပ်ခဲ့တော့ဆိုခြုံပေါ်ကိုပြစ်တင်ခဲ့တာသေပြီဒီကိုယ်တော်ကြီးဒီလောက်မှတော့သေပြီဆိုပြီးတော့အဲ့ဒီမှာဘိဓိပိယတရေသမဏဂௌတခေါင်းဆောင်တဲ့လူသသမားတွေကလည်းပဲအဲ့ဒါတောင်ပေါ်ကနေပြန်ဆင်းတကယ်တော့အဲ့ဒီအချိန်မှာရှင်မမောကလမထေရသူမြတ်ဒီပြိဋိဘံမဆံသေးဘူးတဲ့ပြိဋိဘံဘာဖြစ်လို့မဆံသေးတာလို့ဆိုရင်မြတ်စွာဘုရားထံမှာသွားပြီးတော့ပြိဋိဘံဆံဖို့လို့ခွင့်မတောင်းရသေးလို့အဲ့ဒါကြောင့်မို့လို့ရှင်မမောကလမထေရသူမြတ်ဒီဘယ်လိုလုပ်တယ်လဲသူရဲ့ခန္ဓာကိုယ်ကိုဖလားသမဘာဝင်စားလိုက်တာရှင်းရှင်းပြောလို့ရှိရင်ယောတိယောရဲ့ဖြစ်နေတော့သကွဲအိတ်ကြီးကိုကျိုးနဲ့တင်းနေအောင်တုတ်လိုက်တယ်လို့ပဲဖလားသမဘာကျိုးနဲ့တုတ်ပြီးတော့ခန္ဓာကိုယ်တစ်ခါနဲ့တင်းနေအောင်ငကိုပဂတိပုံစံတိုင်းပြန်ဖြစ်သွားအောင်ရှင်မမောကလမထေရသူများဒီဖန်ဆင်းလိုက်တယ်တဲ့အဲ့ဒီလိုခိုးသား900တို့လူသတ္တမ900တို့ဝိုင်းရိုက်ပြီးတော့ခံရတဲ့အကြောင်းကတော့ဘိသိက်ကိုအတိတ်ကိုပြန်မရမယ်အဲ့ဒါကအတိတ်အကြောင်းအတိတ်ကိုပြန်